ဒီနေ့တော့အရင်ဘက်ကကျွန်တော်အင်္ဂါလေးပေးခဲ့တဲ့ relative pronoun လေးပြန်ရှင်းကြည့်အောင်သူတို့တွေကအများစုကိုကျွန်တော်မသိတော့လူများသည်ကျွန်တော်အိမ်ကိုလာနေကြသည်ဒီဆောင်ကြောင်းလေးကိုကြည့်မယ်ဆိုတော့ဗမာလိုစာကြောင်းတစ်ကြောင်းနဲ့ဆိုရင်တော့နည်းနည်းလေးရှုပ်တယ်လို့ထင်ရတယ်ဗမာလိုနှစ်ကြောင်းလေးခွဲကြည့်မယ်ဆိုရင်တော့လူတွေကျွန်တော်အိမ်ကိုလာနေကြတယ်အများစုကိုကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်အများစုကိုကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်ကအင်္ဂလိပ်ကိုရေးတဲ့အခါမှာတကြောင်းလေးနဲ့ relative pronoun လေးကိုသုံးပြီးတော့တကြောင်းလေးနဲ့လှလှပပလေးရေးစစ်ချင်တာအဲ့ကြောင့်ကျွန်တော်စာကြောင်းလေးကိုခွဲလိုက်မယ်လူတွေကကျွန်တော်အိမ်ကိုလာနေကြသည် People are coming to my house ဒါတစ်ပိုင်းပြီးသွားပြီသူတို့တွေကအများစုကိုကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်မသိဘူးအိမ်သုံးလားမဟုတ် I don't know most of them သူတို့တွေကအများစုကိုကျွန်တော်မသိဘူးအဲ့တော့ဒီ of လေးကပုံမှန်ဆိုရင်တော့ e လို့ဘာသာပြန်တယ်အများအပြင်အသုံးများတော့အသုံးများတယ် e လို့သုံးတယ်ဒါပေမဲ့ဒီနေရာမှာတော့ထဲကအနက်သူတို့မှာ object နာမ်စားဆိုရင် object ပုံစံလိုက်တဲ့ကြောင့်မို့ them ဖြစ်တယ်အဲကြောင့်မို့ most of them ဆိုသူတို့တွေကအများစုတယောက်တည်းဆိုရင်တော့ one of them ပေါ့နှစ်ယောက်ဆိုရင်တော့ two of them ပေါ့သူတို့တွေကအလုံးဆိုရင်တော့ all of them ပေါ့တယောက်မှမဟုတ်ဘူးဆိုရင်တော့ none of them ပေါ့ okay အဲ့လိုဆိုတော့ကျွန်တော်ကပြန်ခွဲကြည့်အောင်သူတို့တွေကအများစုကိုကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်အများစုကိုကျွန်တော်မသိတဲ့လူတွေအများစုကိုကျွန်တော်မသိတဲ့သူတွေဆိုလူတွေကိုပြောချင်တာဘာနဲ့ပေါင်းအောင်မလဲဒါနဲ့ပေါင်းရမယ်အဲ့တော့ most of them နဲ့ပေါင်းမယ် people most of whom I don't know အဲ့တော့သူတို့တွေကအများစုကိုကျွန်တော်မသိတော့လူတွေကလာနေကြသည်are coming to my house people most of whom I don't know are coming to my house သူတို့တွေကအများစုကိုကျွန်တော်မသိတော့လူများသည်ကျွန်တော်အိမ်တို့လာနေကြသည် okay အဲ့တော့ဒီလိုမျိုးလေးပဲရှင်းတော့နောက်ကြောင်းလေးလာကြည့်အောင်ငါအဖေကအလုပ်သမား10ယောက်ကိုငှားခဲ့သည်သူတို့တွေကဘသူကားမှဒီနေပင်မှာအတွေ့အကြုံမရှိဘူးငါအဖေကအလုပ်သမား10ယောက်ကိုငှားခဲ့သည်ငါအဖေဆို my father hired အလုပ်သမား10ယောက်ဆိုတာ10 employeesအဖေကအလုပ်သမား10ယောက်ကိုငှားခဲ့သူတို့တဲကဘသူကားမှဒီနေပင်မှာအတွေ့အကြုံမရှိဘူးသူတို့တဲကဘသူကားမှဆိုတော့သူတို့တဲကတယောက်ဆိုရင်ခုနပြောခဲ့ဘူး one of them ပေါ့သူတို့တဲကအားလုံးဆိုရင် all of them ဘသူကားမှဆိုရင် none of them none of them had ဆိုတာရှိကြလေဟုတ်တယ်နော်အဲ့တော့ previous experience အရင်ကအတွေ့အကြုံမရှိဘူး in this field ဒီနေပင်မှာသူတို့တွေကဘသူကမှအတွေ့အကြုံရှိတယ်ကျွန်တော်အဖေကအလုပ်သမား10ယောက်ကိုငှားခဲ့တယ်သူတို့တွေကဘသူကမှဒီနေပင်မှာအရင်ကအတွေ့အကြုံမရှိဘူးအဲ့တော့ employee ဆိုဘာပြောရလဲဒါကိုပြောချင်တာအဲ့ဒါကြောင့်လို့ none of them နေရာမှာ none of whom
My father hired 10 employees. None of whom had a previous experience in this field. အဲ့တော့စာကြောင်းပေါင်းပြီးတော့ပြောမယ်ဆိုရင်တော့ My father hired 10 employees. None of whom had previous experience in this field. အဲ့တော့ပြောမယ်ဆိုရင်ငါအဖေကအလုပ်သမားဆရာကိုငှားခဲ့တယ်သူတို့တွေကဘယ်သူကမှအတွေ့အကြုံမရှိဘူးဒါကိုအင်္ဂလိပ်လိုဒီကြောင်းနဲ့ပဲရေးမယ်ဆိုရင် My father hired 10 employees and none of whom had a previous experience in this field ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ relative pronoun ကြောင်းလေးသိပြီထင်ပါတယ်နော်အဲ့တော့ကျွန်တော်တင်ခဲ့တဲ့လေ့ကျင့်ခန်းလေးတွေမှာဆိုရင် both and ရှိတယ်not only but also ရှိတယ် neither not neither of ရှိတယ်ဥဆိုရင် relative pronoun ရှိတယ် noun in position ရှိတယ်အဲ့တော့ဒါကစာရှင်းလင်းချက်ကလေးတော့တင်ပြီးသွားပါပြီအဲ့တော့ရှင်းလင်းချက်ကလေးတွေနောက်မှာ10 11 12ကိုတက်နေကြတဲ့ကလေးတွေအတွက်နည်းနည်းလေးလွယ်ကူအောင်ဆိုပြီးတော့10 11 12မှာစာအုပ်ထဲမှာပါတဲ့လေ့ကျင့်ခန်းအချို့နဲ့မိကုန်းဟောင်းမှာပါတဲ့လေ့ကျင့်ခန်းအချို့ကိုကျွန်တော်အဖြေလေးတိုက်ပြီးတဲ့အနေနဲ့ပြန်ပြီးတော့ရှင်းပြပေးပါမယ်နောက်ဗီဒီယိုတွေကြာရင်အဲ့တော့နောက်ဗီဒီယိုတွေကြာမှာဆုံးကြရတော့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်